ချိတ်တွေကောင်းတယ်ကင်ဆာတွေကောင်းတယ်သွေးတိုးတွေအတွက်ကောင်းပါတယ်ရှင်အပင်လေးတွေကဒီလိုလေးတွေပါရှင်ခုကတော့စီးဥပုပ်ပီလေးတွေလာခုနေတာဖြစ်ပါတယ်ဒီမှာကအပင်လေးတွေကဒီအပင်လေးတွေကသွေးတိုးစီးကြိုးအဖုချိတ်တွေကအစကင်ဆာတွေအစုံကောင်းပါတယ်ရှင်သုံးခွက်တစ်ခွက်ကြိုတောက်ပြပင်လေးတွေကဒီလိုလေးတွေပါဒီမှာတော့ထဲမှာမမီနဲ့ယူမီနဲ့အတူတူလိုက်ခူးရဖြစ်ပါတယ်မမေကတော့အချိန်နေကိုခူးနေပါတယ်ဒီလေလေအခုကတောင်တန်းလေးလိုက်ကောက်တာဖြစ်ပါတယ်ဒီလိုလေးတွေဟုတ်ကဲ့တခါတော့မစားဘူးကောင်းတယ်ချွတ်ချင်းလေးစားကြပါအောင်လို့ပြောလိုက်စားကြပါအောင်ဟာအန်တီတို့လိုက်ကောက်ပြီးနေဒီစားလာတာဒီကနေ့စားလာအဖိုးလေးကသူများဒီမှာဆိုတိုးမှာတတော့ရှောက်လုံးပြီးရနော်